မကြီးအများကြီးပဲရပဲ ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အရန်ကိုမစားလို့ကောင်းတဲ့ပဇွန်ရှင်ငံသက်ပဇွန်လုံးငပိချက်လေးရှက်ပြသွားမှာဖြစ်ပါတယ်ရှင်အရန်ကိုမထီမီကိုအရန်စားလို့ကောင်းပါတယ်ရှင်ဟုတ်တယ်ပဲ ဒီချိန်မှာတော့အရင်လေတော့ရဲ့နေကောက်လာတဲ့ပဇွန်လုံးလေးတွေကိုအဆက်ဆုံးခွာပြီးသွားမှာဖြစ်ပါတယ်ရှင်မောင်လေးနဲ့ယောက်ျားကတော့ခွာပြီးသားဖြစ်ပါတယ်ရှင်အဲ့ဒါကတော့မခွာတတ်ပါဘူးတော့ပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်ရှင်ပင်သိန်းချစ်တော်ချစ်တော်နင်းလို့ဒီသိန်းလိုပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပဇွန်လုံးငပိချက်လေးနဲ့တရဲရက်လေးနဲ့စားရနော်လိုက်ပါအောင်မယ်ရှင်ကတက်ကလေးပေါ့ရမ်းမိုက်နေရာဒီချိန်လို့လိုချက်စားရတာကောင်းတယ်နေရာဒီဆိုရင်နေရမ်းပူတော့လေသမင်းစားတောက်တွေလည်းပြက်တယ်အဲလိုမျိုးလေးရှင်ကတက်လေးဆက်စားရမ်းမိုက်ဆက်စားကြည့်တာအဲ့တော့ကြတဲ့ရလေကိုပါကိုခူပြီးကိုရှင်းနေတာသမင်းစားကြပါအောင်ခေါ်မေးပါစားကြပါအောင်နော်တော့ဒီလဲအားလေးတုတ်ပြတာနားမလားတောင်းတော့အားရတဲ့ဒီဟောဆယ်ပဲအဲ့ဘယ်တော့မှအကောင့်တင်မယ်လို့တားရဖြိုးတယ်လေတော့တဲ့ပစုံဆိုတော့လေဘယ်ဘက်မှာဆိုတော့ပစုံလုံးလို့ပြောပါရန်ကောင်းညာမှာဝါတော့ကြားနဲ့မောင်လေးနဲ့ဒါတော့လည်းပိုင်းလို့ပြတာစားကြမှာမဟုတ်ရှင်းရတယ်လေကမကောရန်ကောဆက်စားလိုက်ပါအောင်မနော်နောက်ရဗီဒီယိုတစ်တင်မှတွေ့ကြမယ်နော်တက်တာ